Hello အားလုံးပဲမင်္ဂလာပါ YMS Pharmacy Channel မှာပြန်လည်ကြိုဆိုပါရစေ။ကျွန်မကတော့ຫນွေလင်းမှာဆေးဝါးပညာရှင် Pharmacist တူဖြစ်ပါတယ်။ကျွန်မကဒီနေ့မှာပေါ့နော်ပြပြသွားမယ့်အကြောင်းအရာကကြတော့ဒီငလင်လောက်ခတ်ပြီးတဲ့အခါမှာပေါ့နော်ကျွန်မတို့စောင့်ထားတဲ့အရေးပေါ်ဆေးဝါးတွေအကြောင်းကိုကျွန်မပြပြသွားပေးမှာပေါ့နော်ဘယ်လိုဆေးဝါးတွေစောင့်ထားသင့်လဲเนาะမရှိမဖြစ်လိုအပ်တဲ့ဆေးဝါးတွေကဘာတွေလဲပေါ့နော်ပြီးတော့ဒီဆေးဝါးတွေရဲ့အကြောင်းကိုလည်းကျွန်မကဒီစောင့်ထားတဲ့ဆေးဝါးတွေရဲ့အကြောင်းကိုလည်းဘယ်လိုအသုံးပြုရမလဲသူတို့ရဲ့ဒီအကျိုးရှိပုံတွေအသုံးရှိပုံတွေကအသုံးပြုပုံတွေကဘာတွေလဲပေါ့နော်အဲ့ဒါလေးကိုကျွန်မဒီဘူးတုတရရှိစေဖို့အတွက်ပေါ့နော်ကျွန်မကပြပြပေးသွားပါမယ်အဲ့တော့ကျွန်မရဲ့ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ငလင်လုတ်ပြီးသွားပြီဆိုရင်ကျမတို့ပေါ့နော်ဒီဆေးပုံမှန်တောက်နေရတဲ့လူနာရှိလိမ့်မယ်ပေါ့နော်နှလုံးဆေးတွေတောက်နေရတဲ့သူတွေပြီးရင်ဒီစီးကြိုတို့သွေးကြဆေးတွေတောက်နေရတဲ့သူတွေเนาะစီးကြိုဆေးတောက်နေရတဲ့သူတွေရှိလိမ့်မယ်ပေါ့နော်အဲ့ဒီသူတွေအားဆိုရင်ဒီကိုတောက်နေကြဆေးတွေကိုပေါ့နော်အနည်းဆုံး3ရက်ကနေ5ရက်စာလောက်ဆောင်ထားတင်တယ်ပေါ့နော်အဲ့စီကဒီကိုကဒီဝယ်လို့ခက်တယ်ဆိုရင်တောင်မှပေါ့နော်ကျမတို့ကဒီကိုရဲ့ဒီပြခဲ့တဲ့နေရာပေါ့ကိုဒီဆေးကိုပြခဲ့တဲ့ဆေးရုံမှာပဲဖြစ်ဖြစ်ပြန်သွားပြီးတော့ဆေးကိုအနည်းဆုံး3ရက်စာနဲ့5ရက်စာလောက်ကိုရှိမှဆောင်ထားတင်တယ်ပေါ့နော်ဒါမှကိုကဆေးကိုပုံမှန်တောက်ဖြစ်မှာပေါ့နော်ပြီးတော့ခါကြတော့ဒီ OTC ဆေးညွှန်း OTC ဆေးတွေပေါ့ OTC ဆေးတွေဆိုတာကကြတော့ over the counter ဆိုတဲ့ဒီဆေးညွှန်းစာမပါလဲဝယ်လို့ရတဲ့ဆေးလေးတွေပေါ့နော်ကိုကဒီငလင်တန်ပြီးသွားတဲ့အခါမှာဒီဖျားတာနာတာဖြစ်မယ်เนาะထိခိုက်ဒဏ်ရာဖြစ်မယ်ပေါ့ပြီးတော့ခါကျတော့ဒီနှာစီးချောင်းဆိုးအဲ့လိုမျိုးအေးမိယောဂါလေးဖြစ်မယ်အဲ့ခါကျရင်ကို့မှာဒီစောင့်ထားတဲ့ဆေးလေးရှိမယ်ဆိုရင်ဒါကွာအိမ်သုံးဆေးဝါးအနေနဲ့ကို့ဘာသာကိုတက်တာအောင်ပျောက်ကင်းတက်တာအောင်ကိုကအရင်ဆုံးလုပ်ထားလို့ရတယ်ပေါ့နော်အဲ့တော့ကိုစောင့်ထားရမယ့်ဆေးလေးတွေကကြတော့ဒီနာကျင်မှုတက်တာစေတဲ့ဆေးတွေပေါ့နော်ဒါကတော့ကျမတို့ဒီတောက်ဆေးတွေရှိမယ်ပေါ့နော်တောက်ဆေးတွေရှိမယ်လိန်ဆေးလေးရှိမယ်ပေါ့နော်ဒါမှမဟုတ်ဒီစအိုထဲကိုထည့်ရတဲ့ဆေးလေးတွေရှိလိမ့်မယ်ပေါ့နော်ဒါကတော့ကို့အဆင်ပြေရအောင်ကိုဆောင်ထားလို့ရတယ်เนาะအဲ့တော့နာကျင်မှုတက်တာစေရဲ့ဆေးတွေမှာဆိုရင်ဒီပေါ့နော်အစာအိမ်ကိုမထိမဲ့ပေါ့နော်အစာအိမ်ကိုမထိမဲ့ဆေးတွေเนาะတခြားပေါ့ကြောက်ကတ်မကောင်းတဲ့သူတွေเนาะအသေးယောဂရှိတဲ့သူတွေဆိုရင်ကိုကဆေးတွေကကိုယ့်သဘောနဲ့ကို6တောက်လို့မရဘူးပေါ့နော်မရတဲ့အခါကျတော့အဲ့လိုမျိုးကြောက်ကတ်မကောင်းတဲ့သူတွေအသေးမကောင်းတဲ့သူတွေမှာဆိုရင်တော့ကိုတောက်တဲ့ဆေးကိုဒါဆရာဝန်နဲ့ပဲကိုရဲ့ပြနေကြဆရာဝန်နဲ့ပဲကိုကတိုင်ပင်ပြီးတော့မှတောက်တာကတော့ပို့ပြီးတော့စိတ်ချရတာပေါ့နော်ကိုအတွက်ပို့စိတ်ချရတာပေါ့တကယ်လို့ကိုကအကုန်ကောင်းတယ်ကြောက်ကတ်လည်းမရှိဘူးလူကောင်းတယောက်ပဲဆိုရင်တော့အခုပြောသွားတဲ့ဆေးလေးတွေကိုကိုစီမှာစောင့်ထားပြီးတော့ဒါတောက်လို့ရတယ်ပေါ့နော်အသုံးပြုလို့ရတယ်ပေါ့အဲ့တော့ပါရာစီတမောဆိုတာကကျတော့ဖျားတာနာတာလည်းတက်တာတယ်နော်နာကျင်မှုပေါ့နော်အရန်ခေါင်းကိုက်တာတွေအရန်ပေါ့နော်နာကျင်နေတဲ့အခါမှာဆိုရင်ကျမတို့ဒါဒီဆေးလေးကိုတောက်ခြင်းအဖြစ်နည်းနည်းပါးပါးတက်တာစေမှာပေါ့နော်နာကျင်မှုတွေတက်တာစေတယ်ဘိုက်အောက်နာတွေနော်ခေါင်းကိုက်တာတွေသူတက်တာစေတယ်ပေါ့နော်ပြီးတော့ခါကျတော့ဒီအလက်ဆန်ဆိုရဲဆေးပေါ့နော်အလက်ဆန်ကကြတော့သူကအလက်ဆန်အခုပြထားတာလေးကကြတော့အလက်ဆန် alpha ဆိုတဲ့ဆေးလေးပေါ့နော်အဲ့ဒါကကြတော့သူကဘာနဲ့ပေါင်းထားရလဲဆိုတော့ ibuprofen နဲ့ဒီ paracetamol နဲ့ပေါင်းထားတဲ့ဆေးလေးတစ်မျိုးပေါ့နော်အဲ့ဒီမျိုးဆေးကိုလည်းကျမတို့တောက်လို့ရတယ်ပေါ့နော်ibuprofen တို့paracetamol တို့ကကြတော့သူကအစာအိမ်ကိုတိတ်ပြီးတော့မထီဘူးပေါ့နော်paracetamol ကကြတော့အသေးတိတ်မကောင်းတဲ့သူတွေမှာဆိုရင်တော့သူကတိတ်ပြီးတော့မတောက်တင်ဘူးပေါ့နော်အဲ့ဒီအတွက်ဆိုရင်တော့သူအသေးမကောင်းတဲ့သူတွေအတွက်ဆိုရင်တော့တောက်တင်တာတောက်လို့ရတာကြတော့ ibuprofen တော့တောက်လို့ရတာပေါ့နော်ဒီနှမျိုးကတော့အစာအိမ်ကိုမထီတဲ့ဆေးတွေပေါ့နော်ကျွန်မအဲ့ဒါလေးကိုပြပြသွားပေးရပါပေါ့နော်ဒီနာကျင်မှုကိုတက်တာစေတဲ့ဒီဆေးလေးတွေကိုကျွန်မတို့ကတောက်ပြီးတော့တောက်လို့ရတယ်ပေါ့နော်နာပြီဆိုရင်ဒါအစာလေးနဲ့ပဲဖြစ်ဖြစ်ခုစားပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်တောက်လို့ရပါတယ်အဲ့ဒီဆေးလေးတွေကိုကျမတို့ကဒီဟောပေါ့နော်အများကြီးမဆောင်ထားရင်တောင်မှဒီ9လုံးလောက်ဒါမှမဟုတ်တကက်လောက်ပေါ့နော်ကိုစီမှာဆောင်ထားပေါ့နော်ကိုကဖြစ်မှတောက်မှာဆိုတော့ဘာဖြစ်လဲဆိုရင်ဒိတ်ကောင်းမှာကိုစီဆောင်ထားပေါ့ဒိတ်နီးနေတဲ့ဆေးဆိုရင်လည်းဒါကိုကမတောက်ဖြစ်ဘူးဆိုရင်ဒိတ်အောက်သွားမယ်အလကားဖြစ်သွားမယ်ဆိုတော့လေဒိတ်ကောင်းတဲ့ဆေးလေးတွေကိုကိုကဝယ်ပြီးတော့တင်ထားလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ allergic တွေဖြစ်တယ်ပေါ့နော်အသားတွေရားလာတယ်အဖုပိတ်နေထလာတယ်နော်allergic တွေဖြစ်မယ်ဒါမှမဟုတ်
ဒီအလက်ချစ်ကြောင့်ပေါ့နော်ဒီအသက်ရှူရတာကြီးကြက်လာမယ်နှာခေါင်းတွေပိတ်မယ်နော်ပြီးတော့ခါကျတော့ဒီနှာတွေစီးမယ်ပေါ့နော်အဲ့လိုမျိုးလက္ခဏာလေးတွေဖြစ်ခဲ့မယ်ဆိုရင်ကျမတို့စောင့်ထားလို့ရတဲ့ဆေးရကြတော့ဒီ citrusine ပါဝင်တဲ့ပေါ့နော် citrizat ရှိမယ်နော်ပြီးတော့ citrin ဆိုတဲ့ဆေးလည်းရှိမယ်နော်citrin ကတော့အခုကဈေးနည်းနည်းကြီးရပေါ့နော် citrizat ကတော့ဈေးအရန်တော့မကြီးဘူးပေါ့နော်ပြီးတော့ခါကျတော့နောက်က zysat ဆိုတဲ့ဒီ levocitrazine နေနော်ပြီးတော့ဒီ elo ဆိုတာကကြတော့သူကအဲ့လို allergic မှာသုံးတဲ့ဒီ loratadine ပေါ့နော်generation နဲ့မြင်တာပေါ့ဒီ citrin တို့ဘာလို့ထက် generation နဲ့မြင်ပြီးတော့သူကလုံးဝ non sedative လုံးဝအိမ်မငိုက်ဘူးပေါ့နော်ဥမာကားမောက်မဲ့သူတွေအလုံးလုံးရမဲ့သူတွေဆိုရင်ဒါ loratadine တို့ဘာလို့တောက်လို့ရတယ်ပေါ့နော်သူကကြအိမ်မငိုက်ဘူးဆိုတော့ကိုကနေလေနေကအလုံးလုံးရမယ်ရုံးလုပ်ငန်းတွေရှိမယ်ဆိုရင်တော့ဒီ citrin တို့ဘာလို့ကတော့နည်းနည်းအိမ်ငိုက်တာပေါ့နော်အိမ်ငိုက်တယ်ဗာမီဒွန်တို့ဘာလို့အိမ်ငိုက်တယ်ပေါ့နော်အိမ်ငိုက်တော့သူကအဲ့လိုညာဘက်မှာတောက်တာမျိုးအဲ့လိုမျိုးမှအဆင်ပြေရပေါ့နော်ဒါမှမဟုတ်ရင်လည်းကိုဘာမှအလုံးမလုံးမဲ့အေးစစ်စစ်နားနေလို့ရမှပဲတောက်တင်တယ်ပေါ့နော်ကိုကကားမောင်းရမယ်အပြင်သွားရမယ်ဆိုရင်ဒီ citrin တို့ဘာလို့ကနည်းနည်းလေးအိတ်ချင်တတ်တယ်ပေါ့နော်သူကစတောက်မယ်ဆိုရင်အဲ့လိုအိမ်ငိုက်တဲ့side effect လေးရှိတယ်ပေါ့နော်ပြီးတော့elo တို့ loratadine တို့ပြီးတော့ခါကျတော့ဒီ fexofenadine ပါဝင်တဲ့အလက်ဒေးတို့ပေါ့နော်အဲ့ဒါတွေစောင့်ထားလို့ရတယ်ပေါ့နော်ဒါလေးတို့လည်းကိုအဆင်ပြေတဲ့ဆေးပေါ့နော် loratadine တို့အလာဒေးတို့ပေါ့နော်ဒါမှမဟုတ် zysat တို့ပေါ့နော်အဆင်ပြေမဲ့ဆေးတစ်မျိုးမျိုးကိုစောင့်ထားလို့ရတယ်ပေါ့နော်စောင့်ထားပြီးတော့ဆေးလေးမှာရေးထားလို့ရတယ် allergic ဖြစ်တဲ့အခါမှာတောက်တဲ့ဆေးဒါမှမဟုတ်ရင်လည်းဒီနှာစီးရဲ့အခါမှာဆိုရင်တောက်တဲ့ဆေးမျိုးဆိုပြီးတော့ကိုကရေးထားပြီးတော့စောင့်ထားလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီငလင်ပြီးရဲ့နောက်မှာဆိုရင်အများဆုံးဖြစ်နိုင်တာကကြတော့ဝင်းနေလျှောတာပေါ့နော်ဒီမိလာစနစ်ပျက်စီးသွားလို့ပဲဖြစ်ဖြစ်เนาะရေပုံမှန်များရှိတော့လို့ပဲဖြစ်ဖြစ်ဒါပစ္စည်းတွေပေါ့နော်ဒီမတန်ရှင်းတဲ့ပစ္စည်းတွေကင်တွယ်မိလို့ပဲဖြစ်ဖြစ်အစားအစာတွေကိုစားတောက်မိလို့ပဲဖြစ်ဖြစ်เนาะလက်ကနေတဆင့်ကူးဆက်နိုင်တယ်ပေါ့နော်ကျမတို့အဲ့လိုမျိုးကူးဆက်တဲ့အခါမှာဆိုရင်ဒါဝင်းနေလျှောတာတွေเนาะအဲ့လိုအစာမကြေတာတွေဝင်းနဲ့ပတ်သက်တဲ့ယောဂလေးတွေခံစားရနိုင်တယ်ပေါ့နော်အဲ့ခါကျရင်ကျမတို့ကဘာလေးစောင့်ထားလို့ရလဲဆိုတော့ဒီဝင်းပိတ်ဆေးလေးစောင့်ထားလို့ရတယ်ကိုကဝင်းအရန်ရှောနေရယ်ဆိုရင်တော့ဝင်းပိတ်သွားဖို့အတွက်ဒီဒိုင်ကိုတေးကိုတောက်လို့ရတယ်ပေါ့နော်ဒိုင်ကိုတေးဆိုတဲ့ lopramide 2 mg ကိုကျမတို့တောက်လို့ရတယ်ပေါ့နော်သူကအဲ့လိုမျိုးစဖြစ်ချင်းဆိုရင်သူနှလုံးလောက်ထိတောက်လို့ရတယ်နှလုံးလောက်ထိတောက်လို့ရတယ်နော်တစ်လုံးနဲ့တောက်လိုက်တစ်လုံးတောက်လိုက်မတက်တာသေးဘူးသွားနေသေးရယ်ဆိုရင်နောက်ထပ်ဆက်တောက်လို့ရသေးတယ်သူကနော်အဲ့ရထက်ကောင်းတာကကြတော့ကျမတို့ဒီ probiotic လေးတွေကိုပုံမှန်တောက်သွားတာဒီ bite တွေရစ်နာတာတွေနော်ဝင်းရှောနေရလေးဆိုရင်ဒီ probiotic လေးတွေကပုံမှန်ပြန်ဖြစ်အောင်လုပ်ပေးရပါတော့နော်ဒီအစာဒီဥလန်းချောင်းတစ်လျှောက်မှာပေါ့နော်သူကအဲ့လိုပိုးကောင်းတဲ့ပိုးလေးဥလန်းချောင်းတစ်လျှောက်ကိုအကျိုးပြုမဲ့ဒီဘက်တီးရီးယားပိုးမွားလေးတွေကဒီယောဂပိုးတွေပြန်တိုက်ထုတ်ပေးရပါတော့နော်တိုက်ထုတ်ပေးရဖြစ်တဲ့အတွက်ကျမတို့ကဒီ probiotic တွေကိုဆောင်းထားလို့ရတယ်ပေါ့နော်ဒီ biolet ဆိုတဲ့ဆေးလေးရှိမယ်ကျမကကြောင့်ဒါပုံလေးကိုပုံပြပေးရပါတော့ပြီးတော့ခါကျတော့ဒီ Novalet ဆိုတဲ့ဒီဆေးတွေရှိမယ်ပေါ့နော်ပြီးရင်ဒီပုံထဲမှာမပါတဲ့နော် probiotic တွေတခြား probiotic တွေလည်းတောက်လို့ရတယ်နော်ဆေးဆိုင်မှာကိုယ့်ရဲ့အနီးပတ်ဝန်းကျင်မှာရှိတဲ့ဒီဆေးဆိုင်မှာဝယ်လို့ရတဲ့ probiotic တစ်မျိုးမျိုးကိုကွာစောင့်ထားလို့ရတယ်နော်ပေါ့နော်ဒိတ်ကောင်းကောင်းလေးပေါ့ဒိတ်ကောင်းတာလေးကြည့်ပြီးတော့ကိုကဥမာထုတ်3ထုတ်လောက်เนาะအဲ့လိုမျိုးလေးပေါ့เนาะကိုအိမ်မှာရှိတဲ့လူကြီးအရေးအတွက်ပုံမှာမူတည်ပြီးတော့ပဲဖြစ်ဖြစ်เนาะဒီဒိတ်ကောင်းနေဆိုလဲကိုကဝင်းခဏ short တတ်တယ်ဆိုရင်လည်းဒါအထုပ်များများဖြစ်ဝယ်ထားပြီးတော့စောင့်ထားလို့ရတယ်ပေါ့เนาะအဲ့တော့ဒါလေးကဝင်းပိတ်ဆေးလေးစောင့်ထားတဲ့အကြောင်းလေးကိုပြောသွားတာပါနောက်ထပ်ဘာတွေစောင့်လို့ရသေးတယ်ဆိုတာဘာတွေစောင့်ထားတင်လဲဆိုတာလေးကိုဆက်ပြီးတော့ပြောပြပေးသွားပါမယ်ပြီးတော့ကကြတော့အေးမိနာစီပျောက်ဆေးပေါ့နော်အေးမိနာစီပျောက်ဆေးကကြတော့ဥမာကျမဒီဖျားတာနာတာကိုလည်းပြောချင်တာပေါ့နော်ဖျားတာနာတာเนาะဒီကိုလက်ကိုက်ခဲတာပြီးတော့ဒီအဲ့လိုမျိုးပေါ့နော်ဒီလေချောင်းတွေနာတာအဲ့လိုမျိုးဒီရာသီအပြောင်းလဲကြောင့်ရာသီအကူးပြောင်းကြောင့်ဖြစ်တတ်တဲ့အေးမိဖျားနာတဲ့ယောဂမျိုးလေးဖြစ်လာခဲ့မယ်ဆိုရင်ဒီကိုကျင်ပေါ့နော်ဒီကိုကျင်ကကြတော့သူကအဲ့လိုမျိုးနှာချောင်းဒီကိုလက်ကိုက်ခဲတာเนาะကိုလက်ကိုက်ခဲတာဒီနှာစီးတာတို့ဘာလို့ဆိုရင်လည်းသူကဒီတောက်လို့ရတယ်တစ်ခါနဲ့ပြီးသွားတာပေါ့နော်တောက်လို့ရတယ်เนาะဒါမှမဟုတ်ရင်လည်းကိုကပါရာစီတမောလောက်တောက်ပြီးတော့စီထွင်းနှာစီးပြောက်ဆေးဖြစ်တဲ့စီထွင်းလောက်တောက်ရင်လည်းရတယ်ပေါ့နော်ရတယ်အဲ့လိုမျိုးဆေးလေးတွေကိုလည်းကိုကဒီစောင့်ထားလို့ရတယ်ကိုမှပါရာစီတမောရှိရဆိုရင်တော့ဒါဒီကိုချင်းကိုတက်ဆောင်းစရာမလိုဘူးကိုမှပါရာစီတမောလည်းရှိမယ်စီထရက်ဆင်တို့လော်ရဒရင်တို့လည်းရှိခဲ့မယ်ဆိုရင်တော့ကိုက
ဒီကိုချင်းတက်ဆောင်စရာမလိုမရှိဘူးဆိုရင်တော့ပေါ့နော်ဒီကိုချင်းကိုဆောင်ထားလို့ရတယ်ပေါ့နော်ပြီးတော့ခါကျတော့ဒီချောင်းဆိုးပြောက်ဆေးလေးတွေဖြစ်တဲ့ဒီပေါ့နော်ဝုအနီရောင်တို့เนาะကိုကဝုအနီရောင်ကကြတော့လေချောင်းတွေရားပြီးတော့ဆိုးတဲ့ချောင်းပေါ့အပြာရောင်ကကြတော့ချွဲထွက်ရင်ဆိုးတဲ့ချွဲထက်တဲ့အခါမှာဒီတလိပ်ဒီကက်နေတဲ့အခါမှာဒီချွဲကိုဟတ်ထုတ်ပေးတဲ့ဆေးပေါ့နော်အဲ့လိုမျိုးဝုအပြာရောင်တို့အနီရောင်တို့စောင့်ထားတာမျိုးလည်းရတယ်เนาะပြီးတော့ခါကျတော့ဒီ bronchet ပေါ့နော် bronchet တို့ဆိုတဲ့ဆေးလေးတွေဒါစောင့်ထားလို့လည်းရတယ်ဒါကတော့ချောင်းဆိုးပြောက်ဆေးလေးစောင့်ထားတဲ့အကြောင်းကျွန်မပြပြသွားပေးရပါတော့ပြီးတော့ခါကျတော့ဒီအားဆေးတွေပေါ့နော်အားဆေးကတော့ကိုလက်ရှိတောက်နေတဲ့ဆေးလေးတွေကိုစောင့်ထားရင်လည်းရတယ်เนาะဒါမှမဟုတ်ဒီဖျားတာနာတာအတွက်ဆိုရင်လည်းဒီ vitamin C တို့เนาะဒီ vitamin C plus zinc တို့ဒါမျိုးလေးစောင့်ထားရင်လည်းရတယ်ပေါ့နော်ပြီးတော့ဒါမှမဟုတ်ရင်လည်းကိုတောက်နေချအားဆေးတစ်မျိုးမျိုးစောင့်ထားရင်လည်းရပါတယ်အဲ့တော့ဒီကိုကပေါ့နော်တခုခုအနာတခုခုပေါ့နော်ထိခိုက်ဒဏ်ရာရပြီးတော့အနာအဲ့လိုမပြဲသွားတာမျိုးသွေးထွက်တန်ရုံဖြစ်သွားတာမျိုးเนาะအနာရဲ့ဟက်တက်ကွဲသွားတာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်ခဲ့မယ်ဆိုရင်တော့ကိုကဘာတွေစောင့်ထားတင်လဲဆိုတော့ကျွန်မဒီထဲမှာမပြောထားပေမဲ့စောင့်ထားတင်တာ separate ပေါ့နော်separate အဲ့ separate လေးတဘူးသေးလောက်ပဲဖြစ်ဖြစ်ပေါ့နော်100မိပါဝင်တဲ့ဘူးသေးလေးပဲဖြစ်ဖြစ်စောင့်ထားတဲ့နဲ့ပြီးတော့ခါကျတော့ spray နဲ့အနာကိုအရင်ဆေးပေါ့နော်ဆေးပြီးတော့ခါကျတော့ဒီ betadine တို့ဒါမှမဟုတ်ရင်လဲ septadine ပေါ့နော်ကိုနာမှာဝယ်လို့ရတဲ့ဆေးတစ်မျိုးမျိုးစောင့်ထားပေါ့နော်အေး septadine တို့ betadine တို့အနာတွေကိုထည့်ပေါ့နော်ထည့်လို့ရတယ်နော်ပြီးတော့ခါကျတော့ဒီအဲ့လိုမျိုးအပူလောင်တာတို့ပြီးတော့အဲ့လိုမျိုးပေါ့နော်အနာတစ်ခုခုဖြစ်ခဲ့မယ်ဆိုရင်ဒီbioplacitan နဲ့လိမ်လို့ရတယ်ပြီးတော့ဒီ neomycin ပါဝင်တဲ့ပိုးသက်ဆေးပါဝင်တဲ့ neomycin ပါဝင်တဲ့ ointment တွေလိမ်ရင်လည်းရတယ်ပေါ့နော်အဓိကကတော့ထိခိုက်ရှာနာဖြစ်ရင်တော့ကျမတို့အများဆုံးအသုံးပြုတာကတော့ betadine လောက်စောင့်ထားရင်လည်းရပါတယ်ပေါ့နော်ကိုကအဲ့လိုမျိုးအပူလောင်တတ်တာတို့အပူတွေဒီမီးပူတခုခုပေါ့နော်လောင်နာတို့ပေါ့နော်ရင်နွေးပူလောင်နာတို့ဆိုရင်ကျမတို့ဒီ bioplacitan လေးလိမ်လိုက်ရင်လည်းတက်တာတယ်ပေါ့နော်အဲ့တော့ဒီဟာကကြတော့ကျမတို့ဒီထိခိုက်ဒဏ်ရာဖြစ်ခဲ့မယ်ဆိုရင်စောင့်ထားတဲ့ဒီလိန်ဆေးလေးတွေကိုပြပေးသွားတာပဲဖြစ်ပါတယ်ဒါကကြတော့ဒီ fat is supply ဆိုတာကရှေးဦးသူနာပြုပေါ့နော်ပြုလုပ်တဲ့အခါမှာဆိုရင်ဒီအထောက်ပံ့ပေါ့နော်အဲ့ဒါလေးတွေကဘာလဲဆိုတော့ဒီအဲ့လိုထိခိုက်ဒဏ်ရာတစ်ခုဖြစ်ခဲ့မယ်သွေးထက်ဒဏ်ရာတစ်ခုဖြစ်ခဲ့မယ်ဆိုကျမတို့ဘာလုပ်ရလဲဆိုတော့ဒီပတ်တီးတို့ဂွန်းတို့ကတော့လိုမှာပေါ့နော်ဒါလေးကဂွန်းဆိုလဲဂွန်းအသေးလေးတစ်ထုပ်လောက်ပဲဖြစ်ဖြစ်နော်ဒါမှမဟုတ် cotton bud လေးပဲဖြစ်ဖြစ်ကျမတို့ဆောင်းထားလို့ရတယ်နော်ဆောင်းထားစင်တယ်ပြီးတော့ခါကျတော့ဒီပတ်တီးပေါ့နော်ပတ်တီးကတော့ဥမာ3လက်မဒါမှမဟုတ်4လက်မပတ်တီးလောက်ပေါ့နော်ဒါမှမဟုတ်လဲ2လက်မပတ်တီးပေါ့နော်တစ်ခုခုပေါ့နော်ပတ်တီးတစ်ခုခုကိုလည်းစောင့်ထားပေါ့နော်ပြီးတော့ခါကျတော့အဲ့ဒါမှမဟုတ်ရင်လည်းဒီသွေးထွက်တဲ့အခါမှာဆိုရင်ဒီတုံးနဲ့ပေါ့နော်ဒီ gallswat ဆိုတာဒီခါရဲပိုးသက်ပြီးသားပေါ့နော်ပိုးသက်ပြီးသားဒီပေါ့နော်ပတိစပေါ့နော်အဲ့ဒါမျိုးလေးစောင့်ထားရင်လည်းရတယ်ပေါ့နော်တစ်ခုလောက်ပဲဖြစ်နှစ်ခုလောက်ပဲဖြစ်ဖြစ်ပေါ့နော်စောင့်ထားပါပြီးတော့ခါကျတော့ဒီ adhesive tape ဆိုတာကကျတော့သူကဒီကတ်တဲ့ဟာပါပဲပေါ့နော်အဲ့ဒါမျိုးလေးစောင့်ထားလည်းရတယ်ပေါ့နော်ဒါမှမဟုတ်လည်း paper plaster လေးစောင့်ထားရင်လည်းရတယ်ပေါ့နော်ပြီးရင်တော့ဒီကရိယာတခြားကရိယာတွေကဘာတွေဆောင်ထားတင်လဲဆိုတော့ကကြီးလေးပေါ့နော်ကကြီးလေးတစ်ခုကကြီးသေးသေးလေးတစ်ခုပဲဖြစ်ဖြစ်ပေါ့နော်ကျမတို့အဲ့လိုပတိတွေဖြတ်တဲ့အခါဆိုရင်လည်းကကြီးလေးလိုမှာပေါ့နော်ကကြီးလေးတစ်ခုပဲဖြစ်ဖြစ်ဖျားအနာဖြစ်တဲ့မယ်ဆိုရင်လည်းတာမိုမီတာလေးပေါ့နော်တာမိုမီတာတို့ပြီးတော့လက်အိတ်ပေါ့နော်လက်အိတ်ပေါ့နော်အစင်တရာလက်အိတ်ပေါ့e-glad ပေါ့နော်အဲ့ဒါမျိုးလေးတွေနော်ကိုကပေါင်တာနဲ့တဲ့တယ်ဆိုရင်လည်းပေါင်တာပေါ့ပေါင်တာနဲ့မတဲ့ဘူးဆိုလည်းဒီပေါင်တာ free လေးပေါ့နော်ပါဝင်တဲ့လက်အိတ်လေးတွေကို2စုံ3စုံလောက်နော်ဝယ်လို့ရတယ်တချို့ဆိုင်တွေမှာအဲ့ဒါမျိုးလေးဝယ်ထားဒါမှမဟုတ် mask တို့ဘာတို့ဝယ်ထားပေါ့နော်အားလေးစောင့်ထားလို့ရတယ်နော်ပြီးတော့ဒီ eye dot တွေအနေနဲ့ဆိုရင်တော့ကျမတို့ဒီမျက်လုံးမှာပေါ့နော်အဲ့လို irritation ပေါ့ရားတာရန်တာအဲ့လိုမျိုးဖြစ်မယ်ဆိုရင်ကျမတို့ eye dot လေးတွေကကြတော့ဒီ eye mo redပေါ့နော်red ရှိမယ်သူကကျတော့အဲ့လိုမျက်လုံးရဲတာတွေအဲ့လိုမျိုးပေါ့နော်မျက်လုံးရားကျင်တာတွေဆိုရင်သူတို့ခက်လိုက်ရင်တက်တာတယ်ပေါ့နော်ပြီးတော့ဒီဘက်ကဒီ nubiro ဆိုတဲ့ဒီအပြာရောင်ဘူးလေးอ่ะဆိုရင်လည်းအဲ့လိုမျက်လုံးရားတာတွေဆိုရင်သူလိမ့်လက်တာနဲ့ပူချင်းချင်းလေးနဲ့တက်တာတယ်ပေါ့နော်ဒါမျိုးလေးကိုကဒီစောင့်ထားလို့ရတယ်ပေါ့နော်မျက်လုံးနဲ့ပတ်သက်တာဆိုရင်လည်းဒါမျက်လုံးရားတတ်တဲ့သူတွေဆိုရင်ဒါလေးစောင့်ထားတိတ်မရားတတ်ဘူးမျက်လုံးနဲ့ပတ်သက်ဘာမှတိတ်မဖြစ်ဘူးဆိုရင်တော့ရတယ်ကိစ္စမရှိဘူးပေါ့နော်အဲ့လိုမျိုးအချိန်မှာဆိုတော့ကိုကဒီငလင်လှုပ်ပြီးတဲ့အချိန်မှာဆိုရင်ဒီဖုံမှုန့်နေဘာတွေကဟိုဖြစ်နိုင်တယ်လေမျက်လုံးနဲ့ဝင်နိုင်တယ်ပေါ့နော်ဝင်နိုင်တော့မျက်လုံးနဲ့ခါရားတာတွေပြင်ပိုးဝင်တာတွေဒါဖြစ်နိုင်တယ်မျက်လုံးမျက်စိအဲ့လိုမျိုးပိုးဝင်မျိုးဝတ်တွေထွက်တာတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကိုကဒီဟာလေးတွေခတ်ပေးခြင်းအပြင်မျက်လုံးရောင်တာတွေအဲ့လိုမျိုးရားတာတွေတက်တာပေါ့နော်ဒီကလိုမျက်ဝတ်တွေပါထွက်
ခဲ့မယ်ဆိုရင်တော့ကွာဒီပိုးသက်ဆေးပါဒါပိုးကူးခံခဲ့ရတာပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ဒီပိုးသက်ဆေးပါဝင်တဲ့ciprofloxacin တို့ဘာလို့ပါဝင်တဲ့ဒီပိုးသက်ဆေးလေးတွေပေါ့နော်အဲ့မျိုးတွေခတ်လို့တော့ရတယ်ဒါပေမဲ့ပိုးသက်ဆေးဆိုတဲ့အတိုင်းပဲပိုးသက်ဆေးကကျမတို့ဒီတောက်ဆေးပဲဖြစ်ဖြစ်လိန်ဆေးပဲဖြစ်ဖြစ်နော်မျက်စင်းပဲဖြစ်ဖြစ်ပေါ့နော်ခတ်မယ်ဆိုရင်သူ့ရဲ့အညွန့်ကိုတေချာဖတ်ပေါ့နော်သူ့ရဲ့အညွန့်ကိုတေချာဖတ်ဒါမှမဟုတ်အညွန့်ကိုတေချာဖတ်ပြီးတော့တနေ့ကို2ကြိမ်ခတ်ရမလား3ကြိမ်ခတ်ရမလားတေချာဖတ်ပြီးသွားရင်ဒီဟာပါနော်ဘယ်နှစ်ရက်လောက်ခတ်တယ်လဲပေါ့တစ်ပတ်လောက်တစ်ပတ်လားနှစ်ပတ်လားပေါ့နော်ကိုတခြားဖက်အညွန့်ထဲမှာပိုင်းလဲဖတ်မဖတ်ဘူးမဖတ်တတ်ဘူးဆိုရင်လဲဥမာတစ်နေ့ကို2ကြိမ်ကနေ3ကြိမ်လောက်ထိခတ်လို့ရတယ်ခတ်ပြီးတော့ပေါ့နော်ဒီပြန်ဖြစ်တာပေါ့နော်အဲ့လိုမျိုးဆေးရင်ပါမှုပေါ့နော်ဆေးရင်ပါမှုမဖြစ်ပွားအောင်ပေါ့နော်မဖြစ်ပွားအောင်ကိုကဒီတစ်ပတ်လောက်ဆွဲခတ်တာမျိုးပဲဖြစ်ဖြစ်နှစ်ပတ်လောက်ဆွဲခတ်တာမျိုးပဲဖြစ်ဖြစ်ကိုကတေချာလေးလှုပ်ပေးတင်တယ်ပေါ့နော်ခက်လိုက်ပျောက်သွားပြီဆိုပြီးတော့မခက်ပဲထားလိုက်เนาะဒီလိမ့်တာပဲဖြစ်ဖြစ်ပေါ့เนาะအဲ့လိုမျိုးခက်တာပဲဖြစ်မခက်ပဲထားလိုက်ပျောက်သွားပြီဆိုထားလိုက်နောက်ဖြစ်တော့မှပြန်ခတ်လိုက်အဲ့လိုမျိုးဆိုရင်ဒါသူ့ရဲ့ဆေးပတ်မလဲဘူးပေါ့နော်မလဲတဲ့ခါကျတော့ပုတ်သက်ဆေးတွေတုံးတော့မယ်ဆိုရင်တော့ကျမတို့ဘာလုပ်တင်လဲဆိုတော့အဲ့လိုတတိထားပြီးတော့တုံးတင်တယ်နော်ဆေးရင်ပေါင်းမဖြစ်အောင်နောက်တစ်ခါပြန်ဖြစ်တာမျိုးမဖြစ်အောင်ပေါ့နော်ကိုကအဲ့လိုမျိုးကိုစတိုင်းတခြားလေးလှုပ်တင်တယ်ပေါ့နော်တေချာလေးအသုံးပြုတင်တယ်နော်ကိုကတကယ်လို့နားမလဲဘူးဆိုရင်လဲကိုနားလဲတွေ့ကြတဲ့ဆရာဝန်ကိုပဲဖြစ်ဖြစ်နော် pharmacist ကိုပဲဖြစ်ဖြစ်နော်ဈေးဆိုင်မှာရှိတဲ့ pharmacist ကိုပဲဖြစ်ဖြစ်မေးရမယ်ပေါ့နော်မေးပြီးမှအသုံးပြုတာပို့ပြီးတော့ကိုအတွက်စိတ်ချရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဖြန်းစည်းတွေကကြတော့ဘီတာတင်စပရေးတို့ပါလို့ပေါ့နော်ဒီဒါပို့တက်တဲ့စပရေးတွေပါသုံးဆောင်ထားလို့လည်းရတယ်နော်ဆွမ်းနာဘီတာတင်တွေပါလဲဆိုရင်ဘီတာတင်ဆွမ်းနာမပြောတဲ့ဆေးရည်လေးတွေဆောင်ထားရင်လည်းရတယ်ဒါမှမဟုတ်လည်းကွာစပရေးမှသုံးချင်နေဆိုရင်လည်းဒီဘီတာတင်စပရေးလေးတွေဆောင်ထားလို့လည်းရတယ်နော်ပြီးတော့အနာဆေးဖို့အတွက်ပို့တက်ဆေးကတော့ဒီဟိုက်ဒရိုဂျင်ပါရောင်ဆိုက်ကလည်းဒါပို့တက်တယ်ပေါ့နော်ဒါမှမဟုတ်ရင်လည်းကွာဒီစပရေးလောက်ဆောင်ထားရင်လည်းရတယ်ပေါ့နော်အဲ့တော့အခုကျမပြပြသွားပေးရတာကြတော့ဒီငလင်လှုပ်ပြီးသွားတဲ့အချိန်မှာဖြစ်တတ်တဲ့လက္ခဏာလေးတွေအတွက်ပေါ့နော်ဒီကိုယ်အိမ်မှာမရှိမဖြစ်ဆောင်ထားတဲ့ဒီဆေးလေးတွေအကြောင်းကိုကျမကပြပြသွားပေးရပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကိုယ်ဆောင်ထားတော့မယ်ဆိုရင်လည်းအဓိကဘာလုပ်ရမလဲဆိုရင်ဒိတ်ကိုကြည့်ရမယ်ပေါ့နော်ဒိတ်ကိုကြည့်ရမယ်ပြီးတော့ဒီဆေးလေးတွေကိုလည်းကိုကဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့ပေါ့နော်ဘာဆေးလဲဆိုတာကိုသိသွားပြီဆိုရင်လည်းကိုယ့်ရဲ့ဒီမိသားစုပေါ့နော်သိရှိနိုင်ဖို့အတွက်လည်းသူကဆေးလေးမှာနာမည်လေးရေးထားပြီးတော့ပေါ့နော်ဒါကတော့ဘာစေးကိုယ့်ရဲ့ဒီမိသားစုကိုလည်းပြန်ရှင်းပြပေးတာမျိုးလုပ်ပေးလို့ရတယ်ပေါ့နော်ပြီးတော့ခါကျတော့ကျမတို့ဒီရေခဲထိခိုက်ဒဏ်ရာတစ်ခုဖြစ်ခဲ့မယ်ဆိုရင်ဒါရေခဲတုပ်လေးတွေเนาะပြီးတော့ဒီရေနွေးအိတ်လေးတွေပေါ့အဲ့ဒါမျိုးလေးတွေဆောင်ထားလို့လည်းရတယ်ပေါ့နော်အဲ့ဒါလေးလည်းဆောင်ထားတင်တယ်ပေါ့နော်အဲ့တော့ကျမကအခုပြောပြသွားပေးရတာကြတော့ဒီငလင်လုပ်ပြီးရဲ့အချိန်မှာဆောင်ထားတဲ့အိမ်သုံးဆေးဝါးလေးကိုပြပေးသွားတာပေါ့နော်အဲ့တော့ဒီဗီဒီယိုဖိုင်လေးကအကျိုးတစုံတရာရရှိခဲ့မယ်ဆိုရင်လည်းဒီတခြားသူတွေပြန်ပြီးသိရှိနိုင်ဖို့အတွက်ဒီပေါ့နော်ဗီဒီယိုလေးကို sharing လုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကျွန်မပေါ့နော်ဒီကျွန်မရဲ့ channel လေးကနေပြီးဒီလိုမျိုးဘုသူတရရှိစေတဲ့အကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်မရဲ့ channel လေးကိုလည်းထုံးစံတိုင်းပဲပေါ့နော် subscribe လေးလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်မတို့နောက်ထပ် video file လေးမှာပြန်ပြီးတော့တွေ့ကြမယ်နော်အားလုံးကျေးဇူးတင်ပါတယ်